မင်္ဂလာပါဒီတင်ကန်းစာမှာတော့ပေါ့နော်ဒီ chain color app လေးတစ်ခုကို share ပါမယ်အရင်ရုပ်ရှင်းတယ်အဲ့တော့ HTML page တစ်ခုလုံးမှာဘာပဲရှိလဲဆိုတော့ chain color ဆိုတဲ့ button လေးတစ်ခုရှိတယ်အဲ့ button လေးကိုနှိပ်လိုက်တာနဲ့အဲ့တော့ background color ကြီးတစ်ခုလုံးပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး feature လေးကို pure JavaScript ကိုသုံးပြီးတော့ကျွန်တော်ရေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က VS Code ကိုတွားမယ်တွားပြီးတော့ဘာလဲဆိုတော့ဒီfolder ကိုတွားဆောင်မယ် project တွားဆောင်မယ်ပေါ့နော်အဲ့တော့ JS mini project ဆိုတဲ့ folder အောက်မှာအဲ့တော့နောက်ထပ် folder လေးတစ်ခုကျွန်တော်စောက်လိုက်မယ် chain color app ဆိုပြီးတော့အဲ့ဆိုတာ project နာမည်ကိုကြိုက်လို့ပေးလို့ရတယ်ကြိုက်တဲ့နေရာမှာစောက်လို့ရတယ်နော်အဲ့တော့ file 3ခုစောက်လိုက်မယ်ပုံမှန်တိုင်းမယ် index.html အဲ့တော့ style.css ဒါကတော့ဘာလဲဆိုတော့index.html ကိုအလှဆင်ဖို့ပေါ့နော်ပြီးရင် index.html မှာရှိတဲ့ html ဒီ code တွေကိုဒါ function ထည့်ဖို့ကျွန်တော်တို့ index.js ဆိုရဲfile လေးကိုကျွန်တော်ရေးကြမှာပေါ့နော်အဲ့တော့ file 3 file ရှိမှာပေါ့နော်အဲ့တော့ css ကတော့ဒီဘက်တော့မယ်ဗျာဒီမှာ index.html အဲ့တော့ okay ပြောနေကြလို့ပဲပေါ့နော်ကျွန်တော်ကဗာလဲဆိုတော့ဒီ index.html နဲ့ css အတွက်ကတော့ code ကတော့ကျွန်တော်ရေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီကောင်က javascript focus course မလို့အဲ့တော့ javascript ပဲရေးပြမယ်ပေါ့နော်အဲ့တော့ဒီ index.html မှာရှိတဲ့ code ကိုကြတော့တွားပြီးတော့ကျွန်တော်ဒီ out description မှာရှာထားတဲ့ link ကနေတွားယူလို့ရတယ်ကျွန်တော်လည်းအဲ့ကနေပဲ copy ကူးပြီးတော့ paste ချလိုက်မယ်အဲ့တော့ css ကိုလည်းတွားယူလိုက်မယ်ဗျာ css ကိုလည်းတွားယူလိုက်မယ်အဲ့တော့ copy ကူးပြီးတော့ဒီမှာတွားပြီးတော့ paste ချလိုက်မယ်အဲ့တော့ဒီ code လေးတွေကိုပေါ့နော် brief ရှင်းပြလိုက်မယ်အဲ့တော့ရန်ရိုးရှင်းတဲ့ HTML page တစ်ခုရှိတယ်အဲ့ဒီမှာ CSS တစ်ခုကျွန်တော် link လုပ်ထားတယ် JavaScript file တစ်ခုကိုလည်းကျွန်တော် link လုပ်ထားတယ်အဲ့တော့ CSS file ကတော့ define ဖြစ်မယ်အဲ့တော့ JS file ကတော့ define ဖြစ်မယ် logic ကတော့ CSS code တွေကတော့ကျွန်တော် copy ကူးထားပြီး JS ကတော့ကိုယ့်ကိုရေးသွားမယ် okay အဲ့တော့ဒီမှာကြည့်လိုက်တာနဲ့ body အောက်မှာ chain color ဆိုတဲ့ button လေးတစ်ခုပဲရှိတာတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီမှာတွားကြည့်ရဲ့အချိန်မှာလည်း button တစ်ခုပဲရှိရတယ်နော်အဲ့တော့လာတော့ဆင်ထားတယ် Google Form ကို import လုပ်ထားတယ်အဲ့တော့ page တစ်ခုလုံးကို reset ရှာတယ်အဲ့ body တစ်ခုလုံးကိုပေါ့နော်အဲ့တော့ဒီ body တစ်ခုလုံးကိုဘာပေးထားလဲဆိုတော့ height တွေပေးထားတယ် color တွေဘာညာ default color တွေပေးထားတယ်ပေါ့နော်အဲ့တော့ button ကိုအလှဆင်လိုက်တဲ့ပြီးဒါ button ကိုလှအောင်လုပ်လိုက်တယ် button ကို hover လုပ်လိုက်တဲ့နဲ့ active လုပ်လိုက်တဲ့နဲ့ hover လုပ်လိုက်တဲ့နဲ့နည်းနည်းရွေ့မယ် translate wise ဆိုတာပေါ်အောင်ရွေ့မယ် scale လုပ်လိုက်တဲ့နည်းနည်းလောက်ကြီးသွားတာ 0.96 ဆိုတာဘာမှမဟုတ်ဆိုတော့ဒီ file လေးကိုကျွန်တော်ဗာလဲဆိုတော့ copy path နဲ့ယူပြီးတော့တွားပြီးတော့ run ကြည့်လိုက်မယ်ဆိုတော့ဒီက demo ပုံစံနဲ့ဒါတပုံစံလေးပဲပေါ့နော်တောင်းအောင်တူပဲပေါ့နော်ဒီဟာနဲ့ okay ဒီဟာနဲ့နည်းနည်းကြီးလိုက်အောင်ဒီကောင်အဲ့ဒီလိုပုံစံပေါ့အဲ့ဒါမဲ့ဒီကောင်က chain color swap button နှိပ်လိုက်တယ်နဲ့လုံးမလို့ဒီကောင်ကတော့လုံးတယ်ဘာလို့လဲဆိုတော့ဒီကောင်က demo ပဲရှိသေးလို့မဟုတ်ဒီကောင်ကဒီဘက်ကကောင်က demo ဒီကောင်ကလုံးဝဘာမှမရေးရသေးဘူးအဲ့တော့ inspect လေးကိုဒီ console လေးကိုကြိုးပြီးထုတ်ထားလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော် JavaScript code တွေရေးလို့ရှိရင်စမ်းလို့ရအောင်အဲ့တော့ဒီ index.js မှာပေါ့နော် console log လေးကိုတစ်ချက်လောက်ထုတ်လိုက်မယ်အဲ့တော့ဒီကျွန်တော်တို့ဗာလဲဆိုတော့ index.html မှာချိန်ထားတာလုံးမလုံးကိုဒါသိရတာပေါ့နော် it works ဆိုတဲ့အစားအသောက်လေးကိုကျွန်တော်မြင်ရတယ်ဘာလို့လဲဆိုတော့ console log ကိုထုတ်ထားလို့အဲ့တော့ button ကိုနှိပ်လိုက်တာနဲ့ chain color ဆိုတဲ့ button ကိုနှိပ်လိုက်တာနဲ့အလုပ်လုပ်ချင်တာဆိုတော့ဒီနားလေးမှာ on click ဆိုတဲ့အားလေးကိုကျွန်တော်လာထည့်မယ် chain color ဆိုတဲ့ဘာလဲဆိုတော့ function လေးပါကျွန်တော်ထည့်လိုက်မယ်ဒါမဲ့အဲ့တော့ပြောချင်တာဘာလဲဆိုတော့ button ကိုနှိပ်လိုက်တာနဲ့ဗျာ on click ဆိုတော့ button ကိုနှိပ်လိုက်တာနဲ့ chain color ဆိုတဲ့ function လုပ်မယ်ဒါမဲ့အဲ့ function ရှိလားဆိုတော့မရှိသေးဘူးအဲ့တော့မရှိသေးရင်ကျွန်တော်ရေးလိုက်အောင်ပဲလေနော်အဲ့တော့ chain color ဆိုတဲ့အတက်လေးကိုရေးလိုက်မယ်အဲ့တော့လောလောဆယ် console log တစ်ခုကိုထုတ်လိုက်မယ်ဟီဟီဆိုပြီးတော့စာသားလေးတစ်ခုထုတ်လိုက်မယ်ဒိတ်ပြဘာလဲဆိုတော့ index.html မှာရှိရဲ့ဒီ chain color ဆိုတဲ့ပေါ့နော် button ကိုနှိပ်လိုက်တာနဲ့ဒီ chain color ဆိုတဲ့ index.js မှာရှိရဲ့ function လောက်လာဆိုတဲ့အားလေးကိုကျွန်တော်ကစမ်းနေတာ refresh လုပ်မယ်နှိပ်လိုက်မယ်အဲ့ဒါလို့ချင်း he ဆိုတဲ့စာသားလေးပေါ်လာတယ်ဒိတ်ပြဘာလဲဆိုတော့အလုပ်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီကောက်နှိပ်လိုက်တာနဲ့ကျွန်တော်က background color ပြောင်းနေတယ်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအဲ့တော့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့တော့စဉ်းစားစရာလေးတော့ရှိလာတယ်ပေါ့နော်ဆိုတော့ဗျာအဲ့ဒါလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုတော့ဒီ index.html ကဒီ body ကိုတော့ခေါ်လိုက်မယ်တော့ခေါ်လိုက်မယ်ဒီ function ထဲမှာဘာလို့လဲဆိုတော့အဲ့ chain color ဆိုတဲ့ button ကိုနှိပ်လိုက်တဲ့နဲ့ဒီကောင်လုံးပြီးသွားပြီဆိုတော့ဒီထဲမှာပဲဘာလဲဆိုတော့ document.body အဲ့တော့ document.body ဆိုတော့ねဘာကိုရလာလဲဆိုတော့ဒီကောင်ဒီကောင်တစ်ခုလုံးရလာတာအဲ့တော့တကယ်ဟုတ်မဟုတ်ကျွန်တော်သိချင်တယ်ဆိုလို့ရှိရင်
တော့ console log လေးကိုထုတ်ထားလိုက်မယ်ဒီထဲမှာထုတ်ထားလိုက်တော့ပြီးတော့ refresh လုပ်မယ်တော့ chain color ကိုနှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီမှာသလား body ကြီးတစ်ခုလုံးရလာတယ်ဒီမှာသလားပြောချင်တာကအဲ့တော့ die တစ်ခုလုံးရလာပြီဆိုတဲ့သဘောပြောချင်တာ die တစ်ခုလုံးရလာပြီဆိုတော့ကျွန်တော်တက်သေးပြလိုက်ပြီ console log နဲ့တကယ်ထွက်လာတယ်အဲ့ဆိုလို့ရှိရင်အဲ့ body ထဲမှာကျွန်တော် style လေးတစ်ခုထည့်မယ်အဲ့တော့အဲ့ style ထဲမှာကျွန်တော် background color ကိုဘာလုပ်မလဲဆိုတော့လောလောဆယ်ကတော့ဗျာ red စာသားလေးတစ်ခုပဲထည့်လိုက်မယ်အဲ့တော့နှိပ်လိုက်တယ်နဲ့ဘာဖြစ်မလဲဆိုတော့ red color ပြောင်းမှာဒီမှာပြောင်းတယ်တခြား color တော့မပြောင်းအဲ့တော့ကျွန်တော်တို့က multiple color ကိုသုံးချင်တယ်အဲ့တော့တစ်ခါနှိပ်တာနဲ့တစ်ခါပြောင်းနေတယ်အဲ့ဆိုလို့ရှိရင် randomly ပြောင်းရမှာပေါ့ဒါလေးကိုဘယ်လိုပုံလဲလို့ okay ဆိုတော့ကျွန်တော်တို့ var တို့မဟုတ် let const တိုက်တဲ့သုံးလို့ရတယ် color ဆိုပြီးတော့ array လေးတစ်ခုကျွန်တော်ရေးလိုက်တယ်အဲ့ဒီမှာ red ရယ် green ရယ် blue ရယ်အဲ့တော့ကြိုက်တယ်ထည့်လို့ရတယ်ဗျာ orange ple purple အဲ့တော့ကြိုက်တယ်ထည့်လို့ရတယ်တခြားဘာအရာတွေရှိတယ်ဗျာနော်ထားလိုက်ပါတော့ကျွန်တော်ဒီလောက်ပဲထည့်လိုက်အဲ့တော့ဒီ color တွေကိုအဲ့တော့ randomly ထည့်ခြင်းတယ်လောလောဆယ်ကတော့ဒီတိုင်းတော့ထည့်လို့ရတယ်ဗျာထားလိုက်ပါတော့ဒီ color ထဲမှာ1ဆိုလို့ရှိရင်အဲ့တော့ color array 1ဆိုလို့ရှိရင်သူ့ရဲ့ array index က1ဆိုလို့ရှိရင် green အဲ့တော့ဒီကောင် array index က0လေနော်အဲ့တော့ refresh တော့လုပ်မယ်နှိပ်လိုက်တာနဲ့ဒါ green ဖြစ်သွားတယ်နော်အဲ့တော့ green ပဲဖြစ်မှာပဲကျွန်တော်တို့က randomly ပြချင်တာအဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲကျွန်တော် random number လေးတစ်ခုကိုဗာလဲဆိုတော့စောက်ဖို့လိုအပ်တယ်အဲ့တော့ var အဲ့တော့ကြိုက်လို့ပေးလို့ရတယ်နော် let to const လေးသုံးလို့ရတယ်အဲ့တော့ and dom random index ဆိုရဲဗာလဲဆိုတော့ variable ထဲမှာဘာလုပ်မလဲဆိုတော့အဲ့တော့ method random ဆိုတာရှိတယ်အဲ့တော့ method random မှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီကောက်အောင်ပေါ့နော်အဲ့တော့မြောက်မယ်ဘာနဲ့မြောက်မလဲဆိုတော့ဒီ color ရဲ့ array index array length နဲ့မြောက်လိုက်မယ် array length အဲ့ဒါလို့ရှင်ပြောချင်တာဒီကောင်က random temporal တွေထုတ်တယ်ဗျာအဲ့တော့ဒါမဲ့သူက point နဲ့ထုတ်တယ် decimal နဲ့ထုတ်တာပေါ့နော်အဲ့တော့ 0.123 ဘာညာ blah blah ပေါ့ဗျာအဲ့တော့ဒီ color နဲ့မြောက်လိုက်တယ်အဲ့တော့ဒီ color ရဲ့ length နဲ့မြောက်လိုက်တယ် color ရဲ့ length က1 2 3 4 5အဲ့တော့9ကိုရှိရသလိုရှင်ဒီမှာ9ရှိနေမှာပေါ့ဗျာဒီ9နဲ့ဒါနဲ့မြောက်နေတာပေါ့အဲ့တော့ဒါမဲ့ decimal number တွေကိုကျွန်တော်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်နောက်တစ်ခုဘာသုံးရမလဲဆိုတော့ mat.flow ဆိုတဲ့ဟာလေးထုတ်ရတယ်အဲ့ဒါလို့ရှိရင်စင်ပြေသွားပြီဗျာအဲ့တော့ console log နဲ့ဒီကောင်ဘာလုပ်ကြည့်မလဲဆိုတော့ဒီ random index ကိုထုတ်ကြည့်လိုက်မယ်ဗျာအဲ့တော့ခဏလေးဒီအောက်ကဟာကိုခဏပိတ်ထားလိုက်မယ်နော် refresh လုပ်လိုက်အဲ့တော့နှိပ်လိုက်တာနဲ့ဒီမှာ0နှိပ်လိုက်တာနဲ့ဒီမှာတလားအဲ့တော့1 4ဒီမှာ randomly ကြတယ်ဗျာအဲ့တော့ဒီလိုရေးလိုက်တဲ့အချိန်မှာအဲ့တော့ဆောင်းနာပြောလို့ဒီကောင်ကဆိုလို့ရှိရင်အဲ့တော့ decimal number တွေထုတ်တယ် randomly ထုတ်တယ်အဲ့တော့ကျွန်တော်ဒီ length နဲ့မြောက်လိုက်တယ်အဲ့တော့မြောက်လိုက်တယ်ဆိုတဲ့အိပ်ပြဒီအရေးတော့လောက်အဲ့ကြားမှာပဲ randomly သွားမယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့အဲ့0 point တွေကိုကျွန်တော်မထွက်ချင်လို့ဒါနဲ့မလုပ်လိုက်ရဲဆိုတော့ဒီ mat flow ဆိုတဲ့အားလေးတုံးလိုက်တယ်အဲ့ဆိုလို့ရှိရင် decimal ပြုတ်သွားတယ်ဗျာနော်အဲ့တော့အဲ့ဒါလေးကိုပို့နားရအောင်ကျွန်တော်ပေါ့နော်ဘာလုပ်မလဲဆိုတော့ console log တင်နဲ့အများကြီးထုတ်ပြမယ်အဲ့တော့ပြောချင်တာပထမဦးဆုံးအနေနဲ့ mat random ကိုထုတ်ပြမယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ခဏပိတ်လိုက်မယ် mat random ကိုconsole log နဲ့ထုတ်လိုက်မယ်အဲ့တော့ဘယ်လိုပုံစံထွက်လာလဲဆိုတော့သိရမှာပေါ့ဒီနားလေးမှာတလားအဲ့တော့ mat random ကို math.random ဆိုတဲ့ဟာကိုသုံးလိုက်တဲ့အချိန်မှာဒီလိုလေးထွက်လာတယ်အဲ့တော့အဲ့ဒါကိုပဲကျွန်တော်တို့ဗာလဲဆိုတော့ဒီ color ရဲ့ length နဲ့ကျွန်တော်မြှောက်လိုက်တယ်ဒီမှာမြှောက်လိုက်တယ်အဲ့တော့မြှောက်လိုက်ရင်ဘယ်လိုပုံစံဖြစ်အောင်လဲကြည့်လိုက်အဲ့တော့ဒီလိုပုံစံဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံအဲ့တော့0 1ဒီ share ဟာရပေါ့အဲ့တော့ဒါကြောင့်ကျွန်တော်ကဒီကောင်ကိုကျွန်တော်တို့ကဖျောက်ချင်တာဗျာဒီ point ရဲ့နောက်ကဟာကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်လိုက်အောင်လဲဆိုတော့ဒီကောင်တွေအကုန်လုံးကိုဘာနဲ့အုပ်လိုက်အောင်လဲဆိုတော့အဲ့တော့ mat.flow နဲ့အုပ်လိုက်အောင်မယ်အဲ့ဆိုလို့ရှိရင်သူကဘာလဲဆိုတော့ဒီ dot တွေကိုကျွန်တော်ဖြုတ်လိုက်တယ်ဒီမှာမရှိအောင်အဲ့ဆိုလို့ရှိရင် randomly number တွေထွက်လာမယ်ဒါပေမဲ့အဲ့ randomly ဆိုရဟာဘာလဲဆိုတော့ဒီကြားမှာပဲထွက်မှာဗျာဒီ array ရဲ့ length ပေါ်မှာပဲမူတပြီးတော့ထွက်မှာ array ရဲ့ length က1 2 3 4 5ဆိုတော့အဲ့တော့အဲ့ကနေပဲအမြင်ရထွက်နေမှာဗျာပြောချင်တာနော်အဲ့တခြားဘာလဲဆိုတော့10 9တွေဘာညာအဲ့ကနေနဲ့တခါမှလာမှာမဟုတ်ဒီ length အယူအတွက်ပေါ်မှာမူတပြီးတော့ randomly or temp or ဒီ value တွေ generate ဖြစ်မှာပေါ့အဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်လိုက်ရုံပဲလဲဆိုတော့ဒီ color ထဲမှာ1ဆိုပြီး default ထည့်ကြရမလို့တော့အဲ့တော့အသေးထည့်ကြရမလို့တော့ random index ကိုထည့်လိုက်အောင်ပဲပေါ့နော်
refresh လုပ်မယ်အဲ့တော့ဒါလေးကိုနှိပ်လိုက်တယ်နဲ့ဒီမှာ color လေးရှိမယ်အဲ့တော့ဒီမှာတလား color လေးရှိ Okay အဲ့ဒါလို့ရှိရင် Maze Pro อ่ะပေါ့နော်အဲ့တော့ဒီ random color လေးတွေကိုဘယ်လိုပုံစံလုံးမလဲဆိုတာအားလေးကိုသိပေါ်ပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့အားလုံးပဲ see you ပါ